အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးသတင်းတွေအမြဲနားထောင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျွန်ဒူရန်သည်ဖီနာဘာချီသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပြီးထွက်ပေါ်လာသောသတင်းများအရဂျွန်ဒူရန်သည်ဖီနာဘာချီအသင်းသို့အငှားဖြင့်ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်သက်ဆိုင်သူအားလုံးအကြားသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းသိရသည်အန်နာဆာအသင်းကဒူရန်အား2026ခုနှစ်ဇွန်လအထိအငှားချခဲ့ပြီးယင်းဤလစာအပြည့်ကိုလည်းအန်နာဆာဘက်မှကြခံသွားမည်ဖြစ်သည်ဖီနာဘာချီဒရိုက်တာဒေဗင်အိုဇက်သည်ကိုလံဘီယာသို့တွားရောက်ခဲ့ပြီးနောက်ဒူရန်သည်ဖီနာဘာချီအသင်း၏ကမ်းလှမ်းချက်ကိုလက်ခံခဲ့ခြင်းဖြစ်သည်နော့တင်ဟမ်ဖော်ရက်စ်အသင်းသည်ဘိုတာဖိုကိုတိုက်စစ်မှုအီဂေါဂျီဆတ်ကိုပေါင်10တန်းဖြင့်ခေါ်ယူရန်နှိစက်နေပြီဖြစ်သည်နော့တင်ဟမ်ဖော်ရက်စ်အသင်းသည်ဘိုတာဖိုကိုမှတိုက်စစ်မှုအီဂေါဂျီဆတ်ကိုပေါင်10တန်းဖြင့်ခေါ်ယူရန်နှိစက်နေပြီဖြစ်ပြီးအပိသက်နိုင်ရန်အလွန်နှိစက်နေပြီဖြစ်ကြောင်းသိရသည်ယင်းသည်နော့တင်ဟမ်ဖော်ရက်စ်အသင်းနှင့်ဆေးစစ်မှုလည်းပြီးမြောက်ခဲ့ပြီဖြစ်သည်ဟု The Telegraph ဖော်ပြခဲ့ပါသည်အက်စတွန်ဗီလာတိုက်စစ်မှုအိုလီဝက်ကင်းစ်ကိုမန်ယူအသင်းကစိတ်ဝင်စားနေတယ်လို့သိရပါတယ်မန်ယူအသင်းအနေဖြင့်ရက်စမတ်ဟွိုင်လန်သာအသင်းကထွက်ခွာသွားခဲ့လျင်အသက်29နှစ်အရွယ်ရှိအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုအိုလီဝက်ကင်းစ်ကိုအစားထိုးခေါ်ယူသွားရန်အလားအလာရှိနေပြီးပြစ်မှတ်ထားသောတိုက်စစ်မှုစည်းရင်းတွင်ထည့်သွင်းထားခြင်းဖြစ်သည့် United သည်တိုက်စစ်မှုရွေးချယ်စရာများစွာကိုစဉ်းစားနေချိန်တွင်နှစ်သင်းအကြားအပြောင်းရွှေ့ဖြစ်မြောက်နိုင်ခြေကိုလေ့လာရန်အတွက်ကြားခံလူများမှတဆင့်ဆက်သွယ်မှုများရှိခဲ့ကြောင်းသိရပါသည်ဂါလာတာစာရေးတင်သည်ယခုနွေရာသီတွင်အာဆင်နယ်မှအလွတ်ဖြင့်ထွက်ခွာမည့်သောမတ်ပါတေးနှင့်မန်စီးတီးဝါရင်ကွင်းလယ်လူဂွန်ဒိုကန်တို့နှစ်ဦးစလုံးကိုခေါ်ယူရန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်လင်းတို့သည်ယခုနွေရာသီတွင်ကွင်းလယ်တွင်လွှမ်းမိုးနိုင်သောကွင်းလယ်ဗိုလ်ချုပ်ကစားသမားတဦးကိုခေါ်ယူရန်ဆန္ဒရှိနေခြင်းဖြစ်သည်စပါအသင်း၏မိုဟာမက်ကူဒုစ်အပေါ်စိတ်ဝင်စားမှုတော်တင်ဟန်ဟော့စပါအသင်းသည်မိုဟာမက်ကူဒုစ်အပေါ်စိတ်ဝင်စားမှုအမှန်တကယ်ရှိနေပြီးရင်းကိုယခုနွေရာသီအတွက်ခေါ်ယူရန်စည်ရင်း၏ထိတ်ဆုံးတွင်ထားရှိထားကြောင်းမာဂတာဖော်ပြချက်အရသိရသည်တော်တင်ဟန်အနေဖြင့်ကူဒုစ်၏အေဂျင့်အသစ်များနှင့်ကနဦးဆက်သွယ်မှုများပြုလုပ်ခဲ့ပြီးအခြားကလပ်အသင်းများစွာလည်းပါဝင်ပတ်သက်နေသည်ဟုသိရပါသည်ကူဒုစ်အနေနဲ့တော့စပါအသင်းနှင့်ဆွေးနွေးမှုများကိုလမ်းဖွင့်ထားတယ်လို့ဆိုပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်